ဒီဘာတွေကသားသမီးတွေကိုခွဲခြားတတ်လားခွဲခြားတတ်ပါတယ်သူတို့နဲ့အချင်းစရိုက်တူတဲ့သားသမီးမို့အစိုးဆုံးလေးမို့အလိမ်မာဆုံးလေးမို့အကြီးဆုံးလေးမို့အငယ်ဆုံးလေးမို့ဆိုပြီးတော့ပို့ပြီးတော့အလိုလိုက်တတ်ကြပါတယ်ဟယ်လိုမင်္ဂလာပါအဖေနဲ့မေကခွဲခြားတဲ့အငယ်ဆုံးလေးကိုပို့ပြီးတော့အလိုလိုက်တယ်သူပြစ်လို့ရင်လည်းသမီးပဲငေါက်ခံနေရဆိုပြီးတော့ចောင်းသူလေးတယောက်ကကျမကိုရင်ဖွက်လာတယ်သူရင်ဖွက်လာတဲ့အပေါ်မှာကျမရဲ့ဆွေးနွေးမှုလေးတွေကိုဒီရဲ့ဗီဒီယိုလေးမှာပြန်ပြီးတော့မျှဝေသွားမှာဖြစ်ပါတယ်မိဘတွေကသားသမီးတွေကိုခွဲခြားတတ်လားခွဲခြားတတ်ပါတယ်သူတို့နဲ့အချင်းစရိုက်တူတဲ့သားသမီးမို့အငယ်ဆုံးလေးမို့အထွေးဆုံးလေးမို့အကြီးဆုံးလေးမို့အဆိုးဆုံးလေးမို့ဆိုပြီးတော့အပူပြီးတော့အလိုလိုက်တတ်ကြပါတယ်မိဘတွေမှာပို့ချစ်တဲ့သားသမီးဆိုတာရှိတယ်သားတို့သမီးတို့မှာဆိုရင်လည်းပို့ချစ်တဲ့အဖေတို့မဟုတ်အမေဆိုတာရှိတယ်မိဘတွေမှာပို့ချစ်တဲ့သားသမီးဆိုတာရှိတယ်သားသမီးတိုင်းကိုဒန်းတူချစ်တယ်လို့ပြောတာတကယ်တော့မဟုတ်ပါဘူးသားတို့သမီးတို့မှာဆိုရင်လည်းမိသားစုထဲမှာပို့ချစ်ရတဲ့သူဆိုတာရှိပါတယ်လူသားတွေဖြစ်တာကြောင့်ပို့ချစ်တာကိုမထိန်နိုင်တဲ့အခါမှာဘက်လိုက်တာမျိုးတွေဖြစ်လာတတ်ပါတယ်ပို့ချစ်တာမျိုးကိုလက်ခံပေးလို့ရတယ်ဒါပေမဲ့အခွင့်အရေးရပိုင်ခွင့်တွေမျှတဖို့လိုပါတယ်ဒါတို့သမီးတို့မှာဆိုရင်လည်းတငယ်ချင်းတွေရှိကြတယ်အဲ့ဒီထဲမှာပို့ချစ်တဲ့ပို့ခင်တဲ့တငယ်ချင်းဆိုတာရှိတယ်မဟုတ်လားဒါတို့သမီးတို့အိမ်မှာမွေးထားတဲ့ခွေးလေးတွေကြောင်လေးတွေထဲမှာတော့မှအချစ်ဆုံးအကောင်လေးတို့အချစ်ဆုံးခွေးလေးတို့အချစ်ဆုံးကြောင်လေးတွေဆိုတာရှိတယ်မဟုတ်လားအဲ့လိုပါပဲလူလောကရဲ့သဘာဝအရာပို့ချစ်တဲ့သူဆိုတာရှိကိုရှိပါတယ်ကြုံလုံးပြောရအောင်မယ်ခွဲခြားတာကိုမကြိုက်ပါဘူးဆိုတဲ့ဆရာမတော့မယ်ပို့ချစ်ရတဲ့ခွေးလေးဆိုတာရှိတယ်ဒါပေမဲ့ခွေးလေးတွေကိုအတူတူခွင့်ရေးပေးပါတယ်အချစ်ရောက်ခံရတဲ့ခွေးလေးတွေကိုမုံနေပို့ပြီးတော့ကျွေးတယ်ဒီလိုဆိုတော့နည်းနည်းမြတ်တတ်သွားမယ်ထင်ပါတယ်နော်လူတွေကခွဲခြားတတ်ပါတယ်တိတိတသာခွဲခြားရတယ်မတိမသာခွဲခြားတာပဲရှိတယ်တားတို့သမီးတို့ကလည်းလူတွေတဲကလူတွေပဲမို့လို့ဒီလိုသဘောတဘာဝတွေတားတို့သမီးတို့စီမှာရှိမယ်ထင်ပါတယ်ဆရာမရဲ့သဘောအရဆိုရင်တော့ပို့ချစ်လို့ရတယ်အခွင့်အရေးတွေတော့မျှတဖို့လိုအပ်ပါတယ်ဆရာမပြန်ဖြေတဲ့အဖြေလေးကိုလည်းနှစ်သက်မယ်လို့ထင်ပါတယ်ကဲဒါဆိုရင်တော့လူရဲ့သဘောတဘာဝတွေကိုတားသမီးတို့သိသွားပြီထင်ပါတယ်ကဲဒါဆိုတော့ဒီဗီဒီယိုလေးကိုဒီမှာပဲဆုံးသတ်လိုက်မယ်နော်နောက်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ဆုံကြမယ်